ချင်းမှမင်းကလေးတယောက်ကလို့သူခမ်းမလာတဲတဲ့အလုပ်ပြုတ်လို့ဆိုပြီးတော့လို့တယောက်ကြားလာတဲ့ရက်နဲ့တူတော့သူတို့နှစ်ယောက်ခမ်းမထားခဲ့ပြီးတော့လို့သူကလို့သူ့အလုပ်မပိတ်ဘူးဆိုတော့သူကလှုပ်သွားလှုပ်တာပေါ့တယောက်ကြားပိတ်တယ်ဆိုတော့ခမ်းမနေပေါ့သူရဲ့တငယ်ချင်းတယောက်လည်းလှုပ်ပြုတ်တယ်ဆိုတော့သူတငယ်ချင်းနဲ့တယောက်ကြားနဲ့ခမ်းမထားခဲ့ပြီးတော့ပြတ်တယ်နှစ်ယောက်ဖျားတယောက်ကိုယူလိုက်ပေါ့နော်ယူလိုက်ဆိုတော့ယောက်ျားဖြစ်သူကစဉ်းစားတယ်ပေါ့နော်ညီမလည်းမယားကြီးကလက်ရှိအလုံးနဲ့လေအလုံးရှိတယ်ဆိုတော့မယားငယ်ကအလုံးမရှိဘူးဆိုတော့အဲ့ချိန်မှာနှစ်ယောက်တလုံးပေါင်းမယ်လို့မယားအဲ့ဒါရလုံးကြည့်ဘယ်နှစ်ယောက်စလုံးပေါင်းကြင်ဟာဒီကောင်လေးနော်ဟိုနေယောက်ျားဖြစ်သူကဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မယားကြီးကလေငါတော့အဲ့လိုလက်သိမခံနိုင်ဘူးနင်တို့မရင်ငယ်နဲ့ပေါင်းမယ်ဆိုပေါင်းငါတော့နင့်ကိုလုံးဝမပေါင်းနိုင်ဘူးဆိုပြီးတော့ဟုတ်တယ်လေဟုတ်တယ်မလားဒီမုတ်တာဝေးစားတော့ဒုတ်ကိုတော့ဝေးမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီရုပ်ချပါကြီးပါဒီလေးပေါ့နော်ဒီမာကြီးရဲ့တငယ်ချင်းနော်မင်္ဂလာညမှာမိုစကူတူအရန်ကြမ်းလုံးတဲ့အကြောင်းနဲ့ပေါ့နော်အဲအကြောင်းကနေပြီးတော့ဒီကရင်မလင်မယားစုံတွဲတွေပါရောက်ကုန်တဲ့အကြောင်းပေါ့နော်ဒီကတော့ကျွန်တော်ပောက်ကရရှောက်ပြတာတော့မဟုတ်ဘူးဗျာအကလုံးဘူးတူတာရအောင်လို့ဒါပေမဲ့ဒီဗီဒီယိုလေးမစခင်မှာကြိုတင်ပြီးတော့ပြောချင်တာကဆက်ရှင်နေပြည်ပြီးကမှဒီဗီဒီယိုလေးကိုဆက်ကြည့်ဖို့မြတ်တာရက်ခံချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြည့်ပြီးကမှမင်းတို့ကမရိုင်းနဲ့ဘာဖြစ်တညာဖြစ်တယ်လို့လာမှာဆိုလို့ပေါ့နော်ကဲဆက်ရှင်နေပြည်ပြီးသားသူတွေစိတ်ဝင်စားတဲ့သူတွေကတော့ကဲ let's go ကျွန်တော်တို့ကြည့်မယ်တငယ်ချင်းမပြောတယ်တလားသူ့ရဲ့မင်္ဂလာဦးညတဲ့မူစကူဒူးခံရတာတဲ့အနည်းဆုံးက3ခါတဲ့အဲ့ချိန်မှာကိုကလေမျိုးလုံးပြူသွားတယ်ဟဲ့မင်္ဂလာဦးညမှာမူစကူဒူးတာ3ခါခါမှငါမကြားဘူးအေးနင်းတော့လွန်းလိုက်လားတလောက်ကြီးဟုတ်တယ်လောက်ကြီးရတော့များတာပေါ့ကွာမင်္ဂလာဦးညမှာဘယ်သူမှအဲ့လောက်မဒူးကြဘူးဟဲ့တခါလောက်ဆိုရင်တော့မှနာကျင်ပြီးတော့ဘယ်သူမှမဒူးတော့ဘူးအဲ့လိုမျိုးကိုကပြောတာပေါ့ပြောတဲ့အခါမှာ तू ကလေမဟုတ်ဘူးတဲ့သူ့ရဲ့ယောက်ျားသူ့ကိုတဲ့နာကျင်နေတယ်ပြောလည်းမရဘူးတဲ့ तू မပြီးလို့ပါ तू မပြီးလို့ပါနဲ့တဲ့သူ့ကိုတဲ့အတင်းမဲတဲ့ဒူးတယ်တဲ့ तू မဒူးနိုင်လဲဒူးတယ်တဲ့ငရဲကြတယ်လို့ပဲခံစားရလို့ပါတဲ့အဲ့ချိန်ကမှလေကိုကလေဟဲ့ဒါဆိုလို့စိတ်မပြီးနိုင်ဘူးဆိုရင်တော့လို့နင်းရဲ့ယောက်ျားကလို့အဖူးလေးဖြစ်မယ်လို့ဆိုတဲ့ဘဲကောင်းနေလေအဖူးကဘာကိုပြောရလဲဟမ်နော်ပူထူနေရပဲဆိုတော့ဒီနေပူပူကြီးလဲလမ်းလျှောက်ရတယ်လို့ပဲနော်အဲ့လိုဖြစ်မယ်ထင်လားဘာလဲတဲ့အဲ့စကပုံတော့မတီးသေးဘူးလေအဲ့နဲ့ကိုကလေကရင်မလင်မယား2ယောက်လာပြီနော်အဲ့ဒီကနေပြန်ဒီမှာဇလန်းနေဆက်လာပြီကရင်မငါတငယ်ချင်းကရင်မတယောက်ကလို့အရင်တော့လို့သူကလို့အိမ်လှုပ်တာလို့သူကအပြင်မှာအခန်းငှားနေပြီးအိမ်လှုပ်တာသူယောက်ျားစိတ်ယုံလှုပ်တာလို့တပတ်တစ်ခါမှသူရှိမှလာပြီးတော့မှမူစကူဒူးတာလို့ဒူးတဲ့အခါမှာလို့သူကလို့အဲ့လိုပဲ तू ကပြီးကြမှကြပဲဆိုပြီးတော့ပြောတာလို့ပြောတဲ့အခါကျတော့လို့အဲ့လိုမျိုးပဲဟိုမနေပဲနင်ပြောတယ်လို့မျိုးခါတယ်လို့ပြောတယ်ပေါ့နော်နောက်တနေ့ကျတော့သူ့ရဲ့တငယ်ချင်းမမင်းကလေးတယောက်ကလို့သူခမ်းမလာတဲတဲ့အလုပ်ပြုတ်လို့ဆိုပြီးတော့လို့တယောက်ကြားလာတဲ့ရက်နဲ့တူတော့သူတို့နှစ်ယောက်ခမ်းမထားခဲ့ပြီးတော့လို့သူကလို့သူ့အလုံးမပိတ်ဘူးဆိုတော့ तू ကလှုပ်သွားလှုပ်တာပေါ့တယောက်ကြားပိတ်တယ်ဆိုတော့ခမ်းမနေပေါ့သူ့ရဲ့တငယ်ချင်းတယောက်လည်းလှုပ်ပြုတ်တယ်ဆိုတော့သူတငယ်ချင်းနဲ့တယောက်ကြားနဲ့ခမ်းမထားခဲ့ပြီးတော့ပြဿနာအဲ့ဒါပဲတလားပြဿနာအဲ့မှာစတာပဲဇလန်းဒီကြားကြီးနဲ့မှပြီးထားခဲ့တယ်ဆိုတော့ကွာဒါလည်းပဲတလားဘယ်သူအမှားလဲဆိုတော့ငါလည်းမသိတော့ဘူးဘယ်သူအမှားလဲတော့ဆက်တာကြည့်ပြီသူကအလုပ်သွားဟောတယ်အားနေပဲတဲ့သူယောက်ျားရတဲ့ဟိုနေသူမိန်းမနဲ့ဒူးစရာမရှိတော့သူတငယ်ချင်းကိုဘလူးဆွဲလိုက်လည်းမသိဘူးတဲ့အမှသူတို့နှစ်ယောက်ကဒူးကြတယ်တဲ့အဲ့မှာသူတို့နှစ်ယောက်ဒူးနေတဲ့အချိန်မှာပဲတဲ့တခါတဲ့သူကဘာလည်းမသိဘူးငွေကြငယ်လို့ဆိုပြီးအခန်းမှာပြန်ပြီးတော့မှာတဲ့ပြန်လာတော့သူတို့နှစ်ယောက်ဒူးတာကိုမိပါဟောတယ်မိလဲမိကိုဘာပြန်လောက်တာဘာပြန်လောက်တာစက်နာပဲကွာပါဟောတယ်သူ့ကိုတစ္ဆာဖောက်ရမလားဆိုပြီးတော့သူကအမှပွဲမယ်ပြဲမယ်နဲ့ပြောတာဗောလေများနှစ်ယောက်ပြောတဲ့အခါမှာမင်းငယ်မပြောတယ်တဲ့ဒါဆိုလို့ရှိရင်နှစ်ယောက်ဖျားတယောက်ကိုယူလိုက်ပေါ့နော်ယူလိုက်ဆိုတော့ယောက်ျားဖြစ်သူကစဉ်းစားတယ်ပေါ့နော်ညီမလည်းမယားကြီးကလက်ရှိအလုံးနဲ့လေအလုံးရှိတယ်ဆိုတော့မယားငယ်ကအလုံးမရှိဘူးဆိုတော့အဲ့ချိန်မှာနှစ်ယောက်တလုံးပေါင်းမယ်လို့မယားအဲ့ဒါရလုံးကြည့်ဘယ်နှစ်ယောက်စလုံးပေါင်းကြင်ဟာဒီကောင်လေးနော်ဟိုနေယောက်ျားဖြစ်သူကဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မယားကြီးကလေငါတော့အဲ့လိုလက်သိမခံနိုင်ဘူးနင်တို့မရင်ငယ်နဲ့ပေါင်းမယ်ဆိုပေါင်းငါတော့နင့်ကိုလုံးဝမပေါင်းနိုင်ဘူးဆိုပြီးတော့ဟုတ်တယ်လေဟုတ်တယ်မလားဒီမုတ်တာဝေးစားတော့ဒုတ်ကိုတော့ဝေးမဟုတ်ပါဘူးအချစ်ကိုဝေးမစားနိုင်ဘူးပြောတယောက်ပဲရွေးဆိုရွေးခိုင်းတော့အဲ့တော့မှ
မရင်ငယ်ကိုမယူတော့ဘူးပေါ့နော်အများကြီးပဲဆက်ပေါင်းမယ်ဆိုပြီးတော့တခါဆုံးဖြတ်လိုက်ပြောနဲ့အဲ့ချိန်ခါမှာမရင်ငယ်ကလည်းလက်မခံနိုင်ဘူးနဲ့အေးနင်တို့နှစ်ယောက်ဆက်ပေါင်းမယ်ဆိုလဲပေါင်းပြီဒါဆိုလို့ရှိရင်ငါ့ကိုဟိုထိုင်းဘတ်ငွေ3000ဝဲတော့ပေးလို့ဆိုပြီးတော့မှတခါတည်းတဲ့မရင်ငယ်က3000ဝဲတောင်းတော့တယ်တောင်းလဲတောင်းတော့တခါတည်းအများကြီးကပေးနိုင်ဘူးပေါ့ငါဘာလို့3000ဝဲပေးရမှာလဲလို့ဆိုတော့မပေးလို့မရဘူးတဲ့နင်းယောက်ျားပေါ့နော် လာပြောတော့မယ်နော် မပေးလို့မရဘူးပေါ့နော်နှစ်ယောက်ကြားပေါ့နော်ငါ့ကိုမတရားတွေဟိုနင်းပူးခဲ့တာမူစကူဒူးထားတာလို့ဆိုတဲ့အဲ့ချိန်မှာတဲ့စကပုံလေးငါစကပုံပြောပြမယ်လို့ဆိုတဲ့တပြေးတရားလာတာလာလက်ငုံတယောက်ကျမကြောက်လို့ဆိုတဲ့အဲ့သဘောကဘသူပြောခဲ့တာလဲဘသူကစခဲ့တာလဲသကပုံဟမ်ကရင်မပြောတယ်အဲ့ဒီစကပုံနဲ့ငါစီက3000ဝဲတောင်းတာနဲ့ပါဆိုင်လေလို့ဆိုတော့ဆိုင်တာပေါ့နှစ်ယောက်ကြားလက်ငုံဟဲ့လက်ငုံလို့ဆိုအဲ့ချိန်ကမှကရင်မစဉ်းစားတယ်အေးယောက်ျားတော်တော်အပီးနောက်ကြတာပေါ့နော်အဲ့တော့အေးသူလည်းမနေ့ခံလိုက်ရမှာပဲအေး3000ဝဲပေးပြီးတော့ပဲကိုယ်လိုက်တာကောင်းမဲ့ဆို3000ဝဲပေးလိုက်တယ်တမီးငယ်မဟုတ်အဲ့ချိန်ကမှလေအဲ့ပုံမီလေးပြောပြကြီးအမကလေငယ်ကြီးကိုပြောပြတာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော်သူယောက်ျားနဲ့သူနဲ့တနေ့မစကူဒူးရင်သူမခံစားနိုင်ဘူးနားတယ်ကျင်းနေဆိုပြီးတော့လာပြောတော့အရင်ကနေဖြတ်ပလိုက်ချက်ကလေအဲ့တော့လက်ငုံဖြစ်နေတယ်မလားလက်ငုံဖြစ်နေတယ်ဆိုစီကမ်းမှာသွားပြီးတော့လက်ထိတ်တာဖြတ်လိုက်တော့လက်ပြဲဖြစ်သွားအောင်ပြီးမြန်သွားအောင်ဆိုပြီးတော့ကိုကလည်းကြံပြီးလိုက်တာပေါ့တငယ်ချင်းတို့ရဲ့အဲ့ဒါမကောင်းလားလို့တလားကက်တက်တီလာပြီးတော့တိုင်ဝင်တာလေအဲ့တော့ဒီကလည်းကက်တက်တီပြန်ပြောပြီးလိုက်တယ်ပြီးရောဟုတ်တယ်ဟိုတော့ကြည့်ချင်လို့ကြည့်ရမှာမဟုတ်နော်ဒါဘူးတုတရအောင်လို့ sharing လုပ်ပေးရသလားနော်ဟိုတော့ကြမှာမင်းတို့ကောင်တွေကသိရမလားပောက်ကရတွေရှောက်ပြီးတော့ reaction တွေလုပ်တယ်ပောက်ကရတွေရှောက်ပြတယ်အဲ့လိုမဟုတ်ပါဘူးကျွန်တော်ကစေတနာနဲ့ပေါ့နော်စေတနာနဲ့အကုန်လုံးဘူးတုတရအောင်လို့ကျွန်တော် sharing လုပ်ပေးတာပါနော်တမျိုးထင်မလွဲပါနဲ့အဲ့တော့ဗီဒီယိုလေးရတော့ပါပဲပောက်ကရတွေရှောက်ပြီးတော့ပြတာတော့မဟုတ်ဘူးဘူးတုတရအောင်ရဲ့နောက်ကြတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီအခုချိန်ဒီမှာဗျာဘယ်သူမှအရန်ကြီးဘယ်လိုပြောရမလဲပျော်ရွှင်နေလို့တော့မဟုတ်ဘူးပေါ့နော်ခဏတာပြုံးပျော်ရှင်သွားတယ်ဆိုရင်ခဏတာလေးပျော်ရှင်သွားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးရကြုံနဲ့ပါတယ်ဗီဒီယိုလေးကတော့တက်လောက်ပါပဲကျွန်တော် channel လေးကိုလည်း like subscribe လုပ်ခဲ့ကြပါဦးခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်ပြီးတွေ့ပါမယ်အကုန်လုံးချစ်ပါတယ် bye bye